မင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့မျှဝေပေးချင်တာကကျွန်တော်တို့ကလုပ်ငန်းတစ်ခုအပေါ်မှာပေါ့နော်ဟိုရှင်းလင်းတဲ့အမြင်ပေါ့စာလို့ပြောရင်တော့ကျွန်တော်တို့ကဒီ production concept လို့ခေါ်တယ်အဲ့တော့ကိုလုပ်တဲ့လုပ်ငန်းပေါ်မှာအရင်ဆုံးအမြင်ရှင်းလင်းနေဖို့ဟာအင်မတန်ရေးကြီးတယ်ပေါ့နော်ဟိုဒါနဲ့ပတ်သက်လို့ဟိုကျွန်တော်ဒီအတွေ့အကြုံတစ်ခုနဲ့ဟိုမျှဝေပေးချင်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကဦးလေးတစ်ယောက်ရှိတယ်နေမှာနေတာပေါ့သူတို့ပြည်သားစုကအဲ့ဒီအချိန်တော့ဆိုရင်အင်မတန်စီးပွားရေးအဆင်မပြေဖြစ်ကြတယ်ပေါ့နော်၄-၅ နှစ်လောက်ကြာတော့ကျွန်တော်နေတဲ့ဒီမြို့ပေါ်ကိုပေါ့နော်ကျွန်တော်ဦးလေးရရောက်လာတယ်ရောက်လာပြီးတော့သူရွှေလောက်အောင်လာတာပေါ့နော်ရွှေလာလို့ဖို့လာတယ်အဲ့လိုပဲသူတစ်နှစ်နောက်တစ်နှစ်နေတော့လေနောက်တစ်နှစ်ကြာရင်လေသူနောက်ထပ်တစ်ခါလာပြန်တယ်နော်ရွှေလာလုပ်တယ်အဲ့တော့ကျွန်တော်ကဦးလေးကိုမေးဦးလေးအလုပ်ကိုင်းနေအဆင်ပြေလားဘာကြီးလုပ်လဲဆိုတော့သူ့မှာရှင်းရင်းသွဲရှိတယ်ပေါ့နော်အဲ့ဒီ2 ဧကပေါ့နော်ဟိုစိုက်ခင်း2 ဧကလောက်ပေါ်မှာသူကဒီပန်းစိုက်တဲ့လုပ်ငန်းလုပ်တယ်နော်သူတို့ရက်ဒေတာမှာလည်းပန်းတွေစိုက်ကြတယ်နော်အဲ့ဒီမှာသူကဦးလေးကအဲ့လိုပဲတစ်နှစ်တစ်ခါသူလာတယ်၄-၅ နှစ်လောက်ကိုသူဇက်တိုက်အဲ့လိုလာတာတွေ့တော့ကျွန်တော်နည်းနည်းဦးလေးရဲ့လုပ်ငန်းကိုကျွန်တော်နည်းနည်းဆက်စုတာပေါ့နော်ကျန်တဲ့အမျိုးတွေလည်းရှိပါတယ်เนาะညီကိုမောင်နှမတွေနောက်ပြီးကျန်တဲ့ဦးလေးတွေပေါ့เนาะအတော်တွေသူတို့လည်းအဲ့လိုပဲစိုက်ကြတယ်အဲ့ဒီ data မှာအဲ့တော့ကျန်တဲ့သူတွေကသူ့လောက်သိပ်စီးပွားမဖြစ်ဘူးเนาะသူကအဲ့ဒီအဲမှာအမျိုးတွေအကုန်လုံးထဲမှာသူကနည်းနည်းစီးပွားဖြစ်တယ်ဖြစ်တော့သူ့ကိုကျွန်တော်ကဒီသူ့ရဲ့ site တဲ့ပုံစံကိုမေးကြည့်တာပေါ့เนาะနောက်တစ်ခုကဦးလေးကိုလည်းကျန်တဲ့သူတွေဘာလို့မဖြစ်တာလဲဆိုတော့သူပြောပြတာရှိပါတယ်ဟိုပုံမှန်ဆိုဗျာတော်တော်များများကပါလဲဆိုတော့ရာသီဥတုကိုဟိုပုံသေးတွက်တယ်ထားပါတော့စဘာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမိုးကြလာပြီဆိုလို့ရှိရင်ဘာလို့မလဲပြိုးချမယ်ပြီးရင်ကျွန်တော်တို့မိုးလယ်မှာဆိုရင်ဘာလို့မလဲထွန်ရက်မယ်စဘာဆိုင်မယ်ဒီလိုမျိုးလုပ်ကြတယ်ပေါ့နော်ဒီလိုပဲသူတို့ပန်းမှာလဲသူတို့ပန်းဆိုင်တဲ့ရာသီပေါ့နော်ကျွန်တော်တို့မကျွမ်းကျင်ပါဘူးနော်သူတို့ပန်းဆိုင်တဲ့ရာသီဥတုရှိမယ်ပေါ့လတွေရှိမယ်ပေါ့နော်ဘယ်လဆိုရင်ပန်းဥချမယ်စိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ရေလောင်းပေါင်းတယ်စရှိသဖြင့်ဘယ်လဗနေရသားဆိုဘာလုပ်မယ်ပေါ့ဒါမျိုးတွေသူတို့ပါလဲရှိလိမ့်မယ်အဲ့တော့သူကျွန်တော်ဦးလေးကပြောတာတော့သူကကြတော့အဲ့လိုပုံသေးလုံနေတဲ့ပုံမှန်ပေါ့နော်လုံရိုးလုံစင်ဒီလတွေရက်တွေခုနပြောတဲ့တတ်မှတ်ချက်တွေကနေသူဖောက်ထွက်ပြီးတော့သူဘာလုပ်လဲဆိုတော့သူ့လုပ်ငန်းကိုသူကလေ့လာတယ်နော်ဥမာသူစိုက်မဲ့ပန်းမျိုးဟာနော်ဘယ်လိုရာသီဥတုကိုကြိုက်လဲသူကမိုးများတာကိုကြိုက်လဲမိုးနေတာကိုကြိုက်လဲနောက်ရာသီဥတုရဲ့ဆောင်းအေးတက်ပေါ့နော်အဆရှိတဲ့ဖြစ်သူကဓာတ်တွေကိုသူတိကျတွက်ချက်ပြီးတော့မှသူကဒီနှစ်ရာသီဥတုလည်းသူကလေ့လာတယ်ကျွန်တော်တို့ဟိုဘာခေါ်မလဲရာသီဥတုဆိုတော့ဗျာဟိုတင်းညံစာလိုဟာမျိုးတွေပေါ့ဗျာတင်းညံစာလိုဟာမျိုးမှဆိုလဲမိုးကောင်းနိုင်တယ်နောက်မိုးနှောင်းတော့ခေါင်လက်တန့်တို့เนาะဒါမျိုးတွေပေါ့နော်တင်းညံစာဖတ်ပြီးတော့အဲ့တင်းညံစာမှာဟိုခံမှန်းတယ်ပေါ့နော်ရာသီဥတုခံမှန်းချက်တွေကိုသူတို့သုံးသပ်သူပြောပြတယ်သုံးသပ်ပြီးသူများတွေဒီလမှာဒီရက်မှာသူတို့ကပုံသေးတတ်မှတ်ထားတယ်ဘယ်လဘယ်ချိန်ဆိုလို့ရှိရင်နော်ဒါပန်းပြိုးချဖို့ပေါ့နော်ပန်းဥပြိုးချဖို့ပေါ့နော်ဒီလိုမျိုးတွေပြောကြတယ်ဒါပေမဲ့ तू ကကြတော့အဲ့လိုမဟုတ်ဘူးतू ကဘာကိုကြည့်လဲဆိုတော့ဒီနေ့မှာထားပါတော့ဗျာ तू ကမိုးနောက်ကျနိုင်တယ်ဆိုလို့ရှိရင် तू နည်းနည်းနောက်ဆုတ်ရင်လည်းဆုတ်မယ်ဒါမှမဟုတ်စောရင်လည်းစောမယ်နော်ဒါကျွန်တော်တို့နားမလဲဘူးနော်အဲ့တော့ဥပမာအဲ့လိုပုံစံမျိုးतू ကသူ့ရာသီဥတုနဲ့ဒီခံမှန်းချက်တွေနဲ့ तू နှိုင်းယှဉ်ပြီးတော့ तू ကသူ့ရဲ့ဒီစပြီးတော့ဒီပြိုးဥချမဲ့ကာလောက် तू ရွေးချယ်တယ်ဒါတစ်ချက်နောက်တစ်ချက်ကဒီစပြီးတော့ဒီအပင်ဖြစ်ထွန်းမှုကို तू အမြဲတမ်းကြည့်နေပြီးတော့ဒီအပင်ရဲ့နော်ဟိုဘယ်လိုခေါ်မလဲကြီးထွားမှုအခြေအနေကိုသူကကြည့်ပြီးတော့သူဘာတွေထပ်ပြီးတော့အားဖြစ်တင်လဲနော်ရေလောင်းပေါင်းတင်လှုပ်ထားတာစားနောက်ဆုံးပြရေလောင်းတာစားသူတို့ဆိုရေလောင်းကင်းတွေစိုက်တာရေလောင်းကင်းတွေလှုပ်တော့ဟိုပုံမှန်ဆိုပြရေဖြန်းဆိုဖြန်းချလိုက်ပါပဲဒီလိုမျိုးမဟုတ်ဘူးရေများလားနည်းလားနော်ဒါကိုလည်းသူအမြဲလေ့လာတယ်ပြီးရင်လည်းသူပြောပြတယ်အမြဲတမ်းกว่าတယ်နော်ဟိုကိုစိုက်ထားတဲ့ဒီပန်းပင်လေးတွေကိုသားသမီးလိုပဲတယ်နော်အမြဲတမ်းသူဘာလုပ်နေကြည့်နေအရေးတကြီးနဲ့ကြည့်နေပြီးတော့သူ့ရဲ့ဒီဖြစ်စဉ်ပြောင်းလဲမှုပေါ့နော်တခါလေကြလို့ရှိရင်ပုံမှန်ဒီယာသီပိုးတွေရှိတယ်ဗျာဘယ်ယာသီမှာဆိုဘာပိုးတွေကြတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီထက်ပေါ့နော်ကျွန်တော်တို့ကဟိုထူးထူးဆန်းဆန်းပေါ့ဗျာယာသီမဟုတ်အချိန်ခါမဟုတ်ပေါ့နော်ဟိုတခြားမိုးရွာသုံးမှုရောက်တော့၎င်းအခြားယာသီဥတုဖောက်ပြန်မှုရတော့၎င်းနော်အဲ့လိုပိုးအသစ်တွေလည်းကြတာရှိတယ်ဆိုရင်သူကအဲ့ဓာတွေကိုလည်းသူကအချိန်မီပေါ့နော်တားဆီးနိုင်အောင်နော်သူဘယ်လိုပိုးသက်ဆေးတွေနဲ့ဟိုထိန်းသိမ့်မယ်အဆရှိတဲ့ဖြစ်ဥပမာအဲ့တော့အဲ့ဓာမျိုးတွေသူကလောက်တော့သူ့စိုက်ခင်းကအမြဲတမ်းအနားမှာရှိတဲ့ပန်းခင်းတွေတက်ကိုသူ့ရဲ့ပန်းခင်းကအောင်မြင်တယ်နောက်တစ်ခုကသူပြောတဲ့အထက်မှာဆိုလို့ရှိရင်အထူးသဖြင့်ကတော့ကွာတဲ့ကိုယ့်ရဲ့ဒီလုပ်ငန်းအပေါ်မှာတဲ့နော်ကောင်းဒီစိတ်နှစ်ထားတာပေါ့နော်သူပြောချင်တာစိတ်နှစ်ထားစပြီးတော့သူလုတ်ပြီးဆိုတဲ့ကရာသီဥတုရဲ့အခုနဂျားထဲမှာဒီကိုယ့်ရဲ့ပန်းပင်တွေရဲ့နော်ကြီးထွားမှုဖြစ်စဉ်ပြောင်းလဲမှုတွေကိုသူက
မျက်ခြေမပြတ်ဖဲနဲ့အမြဲတမ်းစိတ်နှစ်ပြီးတော့ကြည်နေတာမျိုးပေါ့နော်အဲ့တော့အဲ့လုပ်ငန်းအပေါ်မှာလည်းသူကအမြဲတမ်းလေ့လာပြီးတော့တစ်နှစ်တစ်ခါပေါ့နော်မနှစ်ကဘလို့အခြေအနေမှာသူဘန်းကဘလို့ဖြစ်သွားတတ်တယ်နော်အဲ့ဒါကိုကြည့်တယ်ကြည့်ပြီးတော့မှနောက်တစ်ခါသူကထက်လက်ကြည့်သေးတယ်ဈေးကွက်ကိုလည်းသူကကြိုခံမှန်းတယ်နော်ထားတော့ဒီနေ့မှာဆိုလို့ရှိရင်ဗျနောက်ကျဆိုင်လို့ရှိရင်နော်ဖြစ်ပေါ်မဲ့ယာတီနဲ့ဥပမာပန်းတုံးမဲ့ယာတီနဲ့ကိုပေါ်လာမဲ့အချိန်နဲ့ဒါမှမဟုတ်လို့ရှိရင်သူများဆိုင်ဆိုဆိုင်ပေါ်တဲ့ချိန်ကျရင်ဗျပန်းတွေအများကြီးကိုနော်အဲ့ချိန်ကျလို့ရှိရင်လည်းဘာဖြစ်လဲဈေးကောင်းမရတတ်ဘူးသူအဲ့ဒါတွေကစတွက်ချက်နိုင်တယ်ဆိုတော့ဒါကကျွန်တော်ကဒါကိုသင်ခန်းစာယူပြီးတော့ကျွန်တော်ဘာပြောချင်လဲဆိုတော့ကျွန်တော်စီးပွားရေးမှာလည်းဒီလိုပဲ production concept ဆိုတာကိုယ်လုပ်ငန်းရဲ့အပေါ်မှာရှင်းလင်းတဲ့အမြင်တစ်ခုနော်တခါလေကြာရင်သူများလုပ်တာပဲနော်သူလည်းငါလုပ်တာပဲငါလည်းသူလုပ်တာပဲဒါပေမဲ့ဘာဖြစ်လို့အောင်မြင်မှုတွေမတူတာလဲဆိုတော့မိခွန်းတွေရှိတယ်တကယ်တမ်းတော့ကျွန်တော်တို့ကကိုယ်လုပ်ငန်းအပေါ်မှာကိုယ်တိုင်နားလေရဲ့လားနော်ကိုယ့်ရဲ့ production အပေါ်မှာကိုယ်တိုင်ကဒီလုပ်ငန်းရဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းသိရဲ့လားနော်ကျွန်တော်တို့ဒီ marketing မှာဆိုလို့ရှိရင်လည်းပါတယ်နော် production concept ဆိုတာနောက်တစ်ခါ product concept ဆိုတာလည်းရှိတယ်ကိုယ့်ပစ္စည်းအပေါ်မှာလည်းအမြင်ရှိရတယ်နောက်တစ်ခါ market concept เนาะဈေးကွက်အပေါ်မှာလည်းအမြင်ရှိရတယ်အဲ့ဒါတွေကိုသူကကောင်းကောင်းပေါင်းတယ်နောက်ထပ်သူ့ရဲ့ဒီ risk manage လို့ခေါ်တာပေါ့ဗျာเนาะစိန်ခေါ်မှုတွေကိုလည်းသူကကောင်းကောင်းစီမံတယ်ဆိုတော့ခုနပြောတဲ့အချိန်ကာမှုပေါ့เนาะခုနရာသီဥတုဖောက်ပြန်မှုတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့เนาะခုနဖြတ်ပိုးတွေပေါ့เนาะဒါတွေအပေါ်မှာလည်းသူကအန်ဒရယ်တွေကိုဘယ်လိုကြိုတင်ကာကွယ်မလဲအဲ့တော့အဲ့ဒီအပြင်နောက်ထပ်သူ့ရဲ့အားသာချက်တစ်ခုကဒီ financial နဲ့ပတ်သက်တဲ့ manage ကိုလည်းသူကောင်းကောင်းလုပ်နိုင်တယ်အဲ့တော့နှစ်စဉ်ပေါ့ဗျာသူကရတဲ့ငွေတွေကိုသူခုနကစူဆောင်းမှုကိုလည်းသူကောင်းကောင်းလုပ်နိုင်တယ်လုပ်နိုင်တဲ့အခါကျတော့နောက်နှစ်အတွက်သူ invest လုပ်တဲ့အခါကျလို့ရှိရင်လိုအပ်လို့တချို့လူတွေကဘာပြဿနာတက်လဲဆိုတော့ထားပါတော့ဗျာအကြောင်းမျိုးနဲ့เนาะရာသီဥတုဖောက်ပြန်လို့တော့၎င်းအခြားဒီရေကြီးနှမြုပ်မှုတွေတော့၎င်းเนาะဖြစ်ပေါ်လို့ကိုယ်စိုက်ကင်ပြတ်သွားပြီဆိုရင်သူအချိန်မီနောက်ထပ်သူ့မှာဘာဖြစ်လဲ invest ရှိတဲ့အတွက်သူနောက်ထပ်စိုက်ကင်တစ်ခုကိုသူအစားထိုးနိုင်ဒါတွေကလည်းဒါသူ့ရဲ့ဒီကြိုတင်စီမံမှုပေါ့เนาะဒါကျွန်တော်တို့စားလို့ဆိုရင်တော့တကယ် strategic planning လို့ပြောအောင်ပါပေါ့เนาะဒါကြောင့်ကျွန်တော်ကဒီထဲမှာအခုကြည့်နေတဲ့မိတ်ဆွေတွေအားလုံးကိုမျှဝေချင်တာကစီးပွားရေးလုပ်ငန်းတွေမှာเนาะတကယ် strategic planning ဟာမဟာဗျူဟာကျတဲ့စီမံခန့်ခွဲမှုပေါ့နော်မဟာဗျူဟာကျတဲ့အစီအစဉ်ပေါ့နော်အဲ့ဒီထဲမှာဆိုရင်တော့ပါလဲဆိုကိုယ့်ရဲ့ production ကိုကောင်းရှင်းလင်းသိဖို့ production concept ကိုရှင်းလင်းစွာသိဖို့လိုတယ်နောက်ထပ်ကျွန်တော်တို့ဘာကြီးသိဖို့လိုလဲဆိုကိုယ့်ရဲ့ဒီ risk manage လို့ခေါ်တဲ့စိန်ခေါ်မှုတွေဖြစ်ပေါ်လာတဲ့အခါမှာဒါတွေကိုကျွန်တော်ကြော်လွှားနိုင်ဖို့အတွက်လည်းကျွန်တော်ပြင်ဆင်နိုင်ဖို့လိုတယ်တမင်ရိုးကြပုံမှန်ပေါ့နော်လုံနေတဲ့ပုံစံတွေကနေဖောက်ထွက်ပြီးတော့နော်ခုန critical thinking ပေါ့နော်စဉ်းစားတွေးခေါ်နိုင်စွမ်းနောက်တစ်ခါကိုယ့်ရဲ့ဒီဈေးကွက်အမြင်ပေါ့နော် market concept ပေါ့နော်ဒီပေါ်တွေမှာဟောနောက်တစ်ခါ investment ပုံစံတွေရော financial investment လုပ်တဲ့ပုံစံတွေကအစပေါ့နော်ဒါတကယ် strategic plan တွေပဲဒါကြောင့်အဲ့ဒီဟာရှိဖို့လိုတယ်အဲ့တော့လုပ်ငန်းတစ်ခုနဲ့တစ်ခုဟာလုပ်ငန်းတူပြီးတော့အောင်မြင်မှုတွေမတူဆိုတာအဲ့ strategic planning မှာအများကြီးစကားပြောသွားတယ် strategic planning မတူဘူးတနည်းအားဖြင့် strategic planning ကွာခြားပုံတွေပေါ့နော်အဲ့ဒါတွေမှာကျွန်တော်အင်မတန်စကားပြောတယ်တမယိုးကျလုပ်ငန်းတွေတောင်မှနော်ဒီတိုင်းလှုပ်ထားတဲ့ကျွန်တော်တို့ကcritical thinking เนาะ creation တွေနောက်ပြီး innovation တွေနောက် idea เนาะစမ်းသစ်မှုတွေဒါတွေကျွန်တော်တို့ပေါင်းဆက်ပြီးတော့လုပ်ကင်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့လုပ်ငန်းတွေဟာလုပ်ငန်းတူနေအောင်မှเนาะကိုယ့်လုပ်ငန်းအမြဲတမ်းအောင်မြင်မှုဘက်မှာအလေးတာနေလိမ့်မယ်ဆိုတာမျှဝေပေးချင်တာပါကျေးဇူးတင်ပါတယ်